ဖျားရှင်ရဲ့ဂုဏ်တော်ချီးမွမ်းချင်ပါတယ်လို့အားလုံးတူတူခါရရအောင်ပြန်လဲရှင်ပြန်ထမြောက်တဲ့ခရစ်တော်နာမကပါဆက်ဆက်သားရဲ့ပုံကြည်ခြင်းရှိပါစေ